မှာမြင်ပြီနော်ကဲကြည့်ပါနော်ဒါဆိုဘယ်လောက်ဖြစ်မလဲ basketball လေးပုတ်လိုက်တော့တန်းလောက်ရိုက်တော့ပြီနော်ကဲအားလုံးမှန်လား ဖြင်းနေတော့မယ် โอเค10ပုံလောက်ဆိုရပြီနော်အကုန်လုံးမှန်နေတယ်ဘယ်လိုလုပ်ကြတော့ဟမ်အကုန်လုံးမှန်နေတယ်ဘယ်လိုလုပ်ကြမလို့ကွယ် တားလဲကောင်မှန်နေ တောင်းလေးကုန်ပါတယ်โอเคကဲဒါဆိုရင်အဲ့ဒါပြီးသွားရင်ထွက်လိုက်မယ်နော်